ပြန်ပြီးတော့စဉ်းစားစရာလုပ်လို့ရတဲ့အပိုင်းလေးတွေရှိနေကြရပေါ့နော်။ကဲပထမဆုံးသော M7 World Championship ရဲ့ Day number 1 Switch Station ရဲ့ match number 1ကတော့ Flying Cloud လေးနဲ့ပဲစပြီးတော့ထွက်လာတယ်။မြင်တွေ့ချင်နေကြတဲ့ match တွေဖြစ်တဲ့ကျွန်တော်တို့ Selena တို့ Eve တို့ Zushin တို့ကတော့ကိုစီပဲပြန်ဘန်းထားခဲ့တဲ့အချိန်တွေမှာ N5 Prime ဖြစ်နေခဲ့တဲ့ Yushon ကလည်းကျွန်တော်တို့ရဲ့ဒီ hero list ထဲမှာတော့ရှိမနေတော့ဘူးဗျာ။ကျွန်တော်ဒီမှာတော့တကယ်ကိုကျွန်တော် EXP laner matchup တွေမှာဆိုလို့ရှိရင် powerful ဖြစ်တဲ့ကျွန်တော် Yushon လို့ပြောမယ်။ Yushon ရရဆိုလို့ရှိရင်နိုင်တဲ့ win rate percentage ကတော်တော်လေးများတယ်ပေါ့နော်။ဒါပေမဲ့လက်ရှိကတော့ကန်လို့ရမှာမဟုတ်တော့ဘူးပေါ့နော်။ကျွန်တော် ban list တွေကိုတွားရောက်သွားပြီ။ EVE တွေကျွန်တော် Selena တွေလည်းရှိနေခြင်းမရှိဘူးဗျ။ Taylor Shawzy map မှာတော့ကျွန်တော် map ကနေပြီးတော့ဒီ base ကနေပြန်ထွက်လာတဲ့လမ်းကြောင်းတွေတော်တော်လေးမြန်ဆန်တယ်။မြင်မားတယ်ကျွန်တော်ဒီထိတိုက်ထွေးဆုံမှုတွေအရာ scam image ဘိုင်းဆိုင်ရာမှာချလို့ပူကောင်းတယ်ပေါ့နော်။ ban list ထဲမှာတော့ကျွန်တော်နောက်ထပ် growth ထုတ်သွားပြီးတော့ on into ကတော့ pick off လေးပဲပြန်သွားထားတယ်။ခါလီယာနဲ့ပုံမှန်လေးကျွန်တော်ဒီသွားနေကြ comfort ပုံစံလေးမျိုးပြန်တွားမယ်နဲ့တူတယ်ဗျ။ခါလီယာတွေပါလဲကျွန်တော်တို့ keep boy နဲ့ဆိုတော့ဒါတွေကတော့ကြိုတင်မျှော်လင့်ပြီးသားအရာမျိုးတော့ဖြစ်လိမ့်မယ်။ဒီပြချုပ်ကြီး test set မှာတော့ကျွန်တော်တို့ဘာတွေများပြန်ပြီးတော့ counter draft တွေ counter index တွေရှိနေမလဲပေါ့နော်။ဒါလေးကတော့စောင့်ကြည့်ရမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။နောက်ပိုင်းက Tiger Evolution ရဲ့ဒီ custom point ကလည်းပြန်ပြီးတော့ကျွန်တော်တို့ဒါshort shot ပေးထားတဲ့အခြေအနေမျိုးဆိုတော့တကယ်လို့ခါလီယာတို့ဘာလို့မရအောင်ဆိုရင်တော့မှ keyboard ရဲ့ Tiger နဲ့ out draft တွေပါတယ်ကျွန်တော်တို့ပြန်ပြီးတော့ bounce back အနေနဲ့တွေ့ရနိုင်တဲ့အခြေအနေမျိုးလေးတော့ပြောရမယ်ဒီမှာလွတ်နေကြတဲ့ Sora တော့တုံးကြမှာပဲ goal လည်းသွားလို့ရတယ် SP လည်းသွားလို့ရတယ်เนาะလိုအပ်သလိုဒီကျွန်တော်တို့ strong fire ပေါ့ဒီ cloud found တွေပဲပြောင်းပြီးသွားတဲ့ဘိုင်းတွေမှာ AOE range control ကတော်တော်လေးများတဲ့အခြေအနေပြဆိုတော့ခါလီယာတက်ပို့ပြီးတော့သူ့အနေနဲ့ spare ထွက်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ထို့အတူပဲ Sans Gilan Balatina ပြန်မပေးချင်ဘူးဆိုတဲ့ intention မျိုးလဲတေချာဖို့ကျွန်တော်တို့ပြန်တွေ့ရတယ်Sora အတွက်ကျွန်တော်တို့ဒီအကြီးမားဆုံးရန်သူအကြီးမားဆုံး counter ထုတ်လို့ရတဲ့ hero တကောင်ပေါ့ဗျာ Sora ultimate ပြောင်းမယ်ဆိုလို့ရှိရင်တော့သူရဲ့ဒီဘာဖြစ်အောင်စောင့်ရသေးရဲ့ဗျာနောက်ထပ် ultimate တစ်ဆင့်ထပ်သုံးဖို့အတွက်ခုက Valentina ကကျွန်တော် ultimate ကူလိုက်ဆိုဒေးနော်ဖြောင်ကြီးကျွန်တော်ဘာလို့ကြီးကျွန်တော်တန်ပြန်ပြီးတီးထုတ်လို့ရတဲ့အခြေအနေရှိတယ်အဲ့တော့ Valentina ကိုသူတို့ကိုယ်တိုင်ပဲတွဲဖက်လေးပဲကျွန်တော်ဒီ second pick နှစ်ကောင်လုံးမှာပြန်ပြီးယူထားတယ်ဗျာအော်အနေနဲ့ Kalia Fasa သွားမှာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Sans Gilan ရဲ့ကတိသားတို့ဘာလို့ကြံနေသေးတယ်အဲ့တော့ကျွန်တော်တို့ရှေ့မှာ mention လုပ်ခဲ့သလိုပဲပုံမှန်သမားရိုးချက် comfort pick လေးတခုပဲ on Indonesia အနေနဲ့ပြန်သွားထားတယ်ဗျာဒီ section နဲ့ကျွန်တော် Uranus ကိုပဲပြန်တည်တယ်ပေါ့နော်ဒီချက်ကတော့သူတို့အနေနဲ့ဒါနောက်ထပ် second at 5အပြီးပေါ့9မိနစ်6မိနစ် timing တွေမှာ Uranus ရဲ့ combination ဒီကျွန်တော်ရည်သက်ရှင်းကဆိုင်းလင်းသွားမယ်ပုံမှန် pattern အရဆိုလို့ရှိရင်ပေါ့နော် Uranus ကတော့အဲ့ဒီချိန်မှာ Kalia နဲ့တွဲဖက်ပြီးတော့ Kalia pick off လေးသွားနိုင်ဖို့အတွက်သူက doubt shot map awareness လုပ်မယ် map ဖွင့်မယ်ဆိုတော့ပုံမှန် typical အရာအတိုင်းပဲကျွန်တော်တို့စတင်ပြီးတော့စဉ်းစားလို့ရတယ်ဗျာဒါမျိုးဆိုရင်တော့မှ One ရဲ့သွားနေကြတဲ့အရာတကူကတော်တော်လေးတော့အားကောင်းသွားပြီလို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်တစ်ဖက်ကတော့နည်းနည်းလေးသူရဲ့ဒီ question တို့ time လေး range လေးပါလေးပြန်ပြီးတော့ short ချထားရတယ်ဆိုပေမဲ့ Hayabusa ကတော့လက်ရှိ meta ထဲမှာရှိနေစေ hero တကောင်လို့တော့ကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့ Kazu ရဲ့ Hayabusa ဆိုတဲ့အခြေအနေမျိုးလေးတော့ကျွန်တော်တို့စပြီးတော့တွေ့ရတယ်ပေါ့နော် Kazu power spike ဖြစ်ရင်တော့ဝိုင်းကတ်မှာတော်တော်လေးဟိုမှာအန်ရီများတယ်ကြောက်စရာကောင်းတယ်ဆိုတဲ့အသင်းမျိုးအဖြစ်ကိုတစ်ဖက်က boost cake ကတော့ပြသနိုင်ခဲ့တဲ့အခြေအနေပြသူရဲ့အကောင်းဆုံးသော hero တွေကတကောင်ဖြစ်တဲ့ Hayabusa နဲ့ဆိုတော့ဒီဘက်မှာ Kyrie ကိုသူ့အနေနဲ့ဘယ်လောက်ထိကျွန်တော်တို့တုတ်ပြန်နိုင်မလဲဒါလေးကတော့ objective fight တွေနောက်ပိုင်းဒီ rotation fight တွေမှာစောင့်ကြည့်ရမယ့်အရာဖြစ်ပါတယ် Alligate ကျွန်တော်ဒီ Alligate နဲ့ Making Skirmish တွေမှာဆိုလို့ရှိရင် Kazu အနေနဲ့ကျွန်တော် family pattern လေးတော်တော်လေးမြန်တယ်ရရှိရဲ့နှုံးတွေရဲ့တင်းကိုလာကန်းတဲ့ပိုင်းတွေဆိုလို့ရှိရင်လေတော်တော်လေးကောင်းတဲ့နေရာမှာပါတယ်ပေါ့နော် Hayabusa Valentina ဆိုတာ boost cake အနေနဲ့တော့ဖုန်းလင်းလေးပြောသူတို့ရဲ့အကြိုက်ဆုံးဒါ hero တွေဒါကောင်းပြီဆိုတဲ့အရာတွေအကုန်လုံး first pick 3ကောင်မှာပြင်ရထားတယ် on Indonesia ကတော့ကျွန်တော်လက်ရှိမှာကျွန်တော် comfort pick ပုံစံမျိုးလေးပဲပြန်တည်ထားတယ်ဗျာအဲ့တစ်ဖက်မှာတော့ကျွန်တော် Ruby တွေဘာရတော့ကျွန်တော် ban list တွေကိုတော့ပြင်ပြီးတော့တွားထားတယ်ဆိုတော့ essential ထုတ်ထားတဲ့အချိန်မှာ fighter goal လေးမပေးချင်တဲ့ပုံစံမျိုးတော့တွေ့ရတယ်ပေါ့နော်ကဲဆိုတော့လည်းဒီမှာကျွန်တော်တို့ဒါမဲ့နည်းနည်းလေးတော့ပိတ်ဖို့တော့ခက်ပါတယ်သူတို့အနေနဲ့ဒီ Ruby ဘာညာသွားပြီးတော့ပိတ်တယ်ဆိုရင်တော့ CC တို့တခြားသောဒီ hero တွေချန်နေသေးတယ်နောက်မှလည်းဘယ်လိုပြော Attachment Massman တွေရော Granger တွေပါရောပြန်ပြီးတော့သုံးလို့ရနေသေးပဲဆိုတော့ Skylar Goal လေးကိုသွားပိတ်ဖို့ကတော့ကျွန်တော်တို့ထင်သလောက်ကြီးလွယ်ကူတဲ့အနေအထားမျိုးမှာတော့မရှိဘူးဒါမှလည်းပဲ IH ရဲ့ career တို့ Obsidian ဒီလိုမျိုးနည်းနည်းသူတို့ရှေ့ရဒီကောင်းကောင်းကြီး backup ပေးနိုင်တယ်ဆိုလို့ရှိရင်တော့နောက်ပိုင်း late game နဲ့ပိုင်းခြားတွေမှာအဆင်ပြေလာမဲ့ pure Massman အနေနဲ့ဒါ boost cake back ကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့စဉ်းစားလို့တော့ရနေသေးတယ်ပေါ့နော်ဆိုတော့သူတို့ကတော့ Sora ကိုကျွန်တော်တို့ goal line လို့ပဲဆိုကြပါစို့ဒါဆိုရင်တော့ Uranus အတွက်ဒီ Asma လေးပါလေးပြန်သွားခြင်းတဲ့သဘောများဖြစ်နေမလားပေါ့နော် Lunos ကတော့ပြန်ပိတ်ထားတယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်လာတယ်ဒါဆိုရင်တော့သူတို့ဒီရှေ့မှာ Asma သို့မဟုတ်နည်းနည်းလေးပို့ပြီးတော့ဒီ HP base များတယ် pure တကောင်ကောင်တော့ထွက်လာမယ်လို့တော့ကနဦးခံမှန်းရတယ်ပေါ့ဗျာ boost cake back ကနေအခုလက်ရှိလွတ်နေတယ်မှာဆိုလို့ရှိရင်လေကျွန်တော်ဒီ high loss တွေပါတယ်ကျန်နေသေးတယ်ကျွန်တော် PY Tiger တို့အစရှိရဲ့ကျွန်တော်ဒီ pure Minotaur တို့ကျွန်တော်ဒါအကြီးအကောင်ကြီးကြီးကျန်နေသေးတယ်ဗျာLunos ကတော့ကျွန်တော် ban list ထဲရောက်သွားပြီဆိုတော့ Sans Gilan အနေနဲ့ hero pool ကတော့ကျဲတယ်ကတိရရှိရဲ့ Fasa ရှိရဲ့ကျွန်တော်ဆော့လို့ရတယ် event များကျွန်တော်ဒီ Kagura တွေပါဆော့ကျင်တယ်ဆိုလို့ရှိရင်တော့ရတယ်ပြီးတော့ကျွန်တော်ဒီ update patch မှာနည်းနည်းလေးကျွန်တော်တင်ပေးထားတယ်Lalia တွေပါလေကျန်နေသေးတယ်ဗျာ short wave တွေကျွန်တော်ဘုံခွဲတာမျိုးတွေ black shoe ကောက်စီးတာမျိုးတွေကြိုက်တာလုပ်
ထုတ်လို့ရတယ်အဲ့တော့နီးပြကြီး AD နေနဲ့တော့ high loss ကိုတော့လုံးဝပြီးတော့ဗျာနော်ကျွန်တော် Bandit ကိုသူတို့ကိုယ်တိုင်ပဲပြန်ထည့်သွားပါသေးတယ် High loss Valentina ဒီ Sora ပေါင်းမယ်ဆိုလို့ရှိရင်လည်းဒီ Battlefield Control ကတော်တော်လေးတော့ကောင်းသွားမယ်ဆိုတဲ့အခြေအနေမျိုးမှာတော့ရှိတယ်ဗျာနော်တောင်ဒီ Kalia တို့ UNS တို့ကပြန်တားလို့မရနိုင်လောက်တဲ့အထိကိုမှ Hero Power အနေနဲ့များသွားခဲ့တဲ့အခြေအနေမျိုးလေးလည်းဖြစ်လာနိုင်တယ်ဒီတစ်ခါမှာတော့သူတို့ဒီကိုလေးမချက်မှာကျွန်တော်တို့စပြီးတော့ပြမလို့တို့မို့ Roma ပဲပြလိုက်မယ်ဆိုရင်တော့ဒီ Sora ဒီနောက်ဆုံးအချိန်ဒီ flexible draft တစ်ခုတော့ဥတီနေခဲ့တဲ့အနေအထားမျိုးလေးတော့ပြောရမယ် SP လေးမဲ့ typical သွားမလားကျွန်တော်တို့ဒါရှေ့မှာအောင်းလို့ပါတော့နော်ဒါပြခဲ့တယ်လို့မျိုးရောက်တော့ရောက်မလာခဲ့ဘူးလေပြခဲ့တယ်လို့မျိုးပြန်သွားမလားပေါ့သို့တော့ IS သူရဲ့အပိုင်ဟီးရိုးဖြစ်တဲ့ဒါ Curry ပြန်ပြီးတော့ထွက်လာတယ် Uranus ကိုပြစ်ခွဲဖို့အတွက်အကောင်းဆုံးသော maximum test speed limit ကိုတော့ Curry အနေနဲ့ပြန်ပြီးတော့ပေးနိုင်ပါလိမ့်မယ် 2 damage လေပါတဲ့အချိန်ကြီးဆိုတော့ UNS အတွက်ထုတ်လိုက်တယ်လို့ထင်တယ်ပုံမှန်အားဖြင့်ဆိုရင်တော့သူ Obsidia ထွက်လာဖို့ရိုင်းတော့များနေပြီပေါ့နော် Obsidia ရဲ့ hand of bone တွေပါလိုက်ချိတ်ပြီးတော့ဒီ early game မှာနေကြရကျွန်တော်ကောင်းကောင်းကြီးလိုက်ဖြဲတဲ့ပုံစံမျိုးတွေသူတို့ solid ရှိတယ် BGD ဘက်ကပေါ့ဗျာဒါပေမဲ့ဒီတိုင်းဆိုရင်သူတို့ကဒီ pure attack Roma ရွေးချယ်ရတဲ့ဘိုင်းတွေမှာ pick up ပြန်သွားမှာလေ Chon Valentina ဆိုတဲ့အရာကြီးလေသူတို့စီမှာရှိနေသေးတယ် Curry နဲ့တွဲခြင်းရတယ်ပေါ့ဗျာ Curry အတွက်ကဒီ stand ပေးတာမျိုးတွေကျွန်တော် Kaja နဲ့တွဲတာမျိုးတွေချိန်တာလုပ်လို့ရတယ် Water အတွက်ကတော့ရွေးချယ်ကြရရှိတယ်ကျွန်တော်ပြောသလိုပဲနော် Katira နဲ့ကျွန်တော် Skylar အတွက်ကတော့ cloud တွေပါရောပြန်တော့ရွေးချယ်သွားတယ်ဗျာ Kalia နဲ့ကျွန်တော် Katira ဗျာ pick up ဆွဲလာလို့ရှိရင်တော့ကျွန်တော် Katira အတွက်အချိုက်ခွဲပေးအောင်ပဲဗျာပြောရရင်တော့ကျွန်တော်တို့ Best of One Series မှာအပိုင်ဟီးရိုးတွေပဲပြန်ပြီးတော့ထုတ်သွားခဲ့တဲ့အနေအထားမျိုးလိုပဲကျွန်တော်တို့ပြောရမယ်ပေါ့နော်အရင်ကတော့စမ်းတာမျိုးလေးဗာမျိုးလေးသူတို့မှတိတ်မရှိဘူး၃ပွဲကစားမယ်၃ပွဲနိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ playoff stage ကို easy သွားပြီးတော့ confirm ဖြစ်နဲ့စောက်ကြမယ်ဆိုတဲ့အရာတစ်ခုပဲ Onyx ဘက်ကလည်းရွေးချယ်ထားတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့ပြောရမယ်ထင်ပါတယ်ဆိုတော့ဒါ Katita Cloud Skylar လည်းတော်တော်လေးတော့အဆင်ပြေတယ် Legacy နဲ့ပိုင်းခြားမှာလည်းဒီ Curry ပြန်ပြီးတော့ပြည့်မယ်ဆိုရင်တော့သူ့အနေနဲ့ဒါ win chat timing တွေအဲ့လိုမျိုးပြန်သွားတဲ့အပိုင်းတွေမှာပို့ပြီးတော့အဆင်ပြေလာနိုင်ကြီးများတယ်ပေါ့နော် Kalia pick up လည်းပါပြီးသား Katita Werewolf နဲ့လည်းပြန်ပြီးတော့ကြီးလို့ရပြီးသားဆိုတော့ Curry ကဒီတစ်ခါမှာ Purifier နဲ့ပဲထွက်မလားသို့မဟုတ်ပုံမှန်တိုင်း typical flicker နဲ့ပဲထွက်လာမလားဆိုတဲ့အရာလေးကိုတော့ကျွန်တော်တို့ပြန်ကြည့်ရမယ် Katita ရဲ့ movement ကိုလိုက်ပြီးတော့ကြည့်နိုင်မှုအတွက် Kali နဲ့တော့သူတို့ပြန်ပြီးတော့ထွက်လာခဲ့တဲ့အပိုင်းလေးတော့ရှိတယ်ပေါ့နော်ဆိုတော့ Kalia versus Kali တို့ရဲ့ map control ဒါ lane ရဲ့ rotation ပိုင်းသွားကြတယ်ဆိုတဲ့အရာတစ်ခုကိုတော့ဒီနေ့ရဲ့ကျွန်တော်တို့ Swiss stage ပထမဆုံးသော Best of One Series မှာစတင်ပြီးတော့မြင်တွေ့ရတော့မှာဖြစ်ပါတယ်ကဲတော့ကျွန်တော်မကြိုင်ချိန်တွင်းမှာ land of down တွေကိုရောက်ရှိတော့မယ်ဗျအဲ့တော့ကြည့်ရှုနေတဲ့ညီကိုတွေနဲ့ကျွန်တော်ရဲ့ဒီဘက် live stream တွေအကုန်လုံး like and share လေးလုပ်ဖြစ်ဖို့ရကျွန်တော် YouTube မှာကြည့်ရှုနေတဲ့ညီကိုတွေအနေနဲ့ subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အော်ဒီအင်ဒိုနီးရှားနဲ့ကျွန်တော် Boostgate Esport ရဲ့ပထမအဦးဆုံး Best of One Series ပဲဖြစ်ပါတယ်။ Draft pick တွေရွေးချယ်ပြီးသွားတဲ့အချိန်ဒီမှာနှစ်သင်းလုံးအနေနဲ့ early game minute တွေမှာလိုက်ဖြဲလို့ရတယ်။ Kalia pick off နဲ့ရီဆန်ရှင်းသွားတဲ့အပိုင်းတွေမှာရောတစ်ဖက်ကကျွန်တော်ဒီ Kali တို့ဘာလို့ Valentina တွေတွက်ဖက်ပြီးတော့ pro damage ပေးလို့ရတဲ့အပိုင်းတွေမှာရောကျွန်တော်အများကြီးပြန်ပြီးတော့ဆင်ပြေဗျာ။ဆိုတော့ကျွန်တော် Best of One Series ပွဲတွေဖြစ်တဲ့နော်ကျွန်တော် အင်ဒိုနီးရှားနဲ့ Boostgate တို့ရဲ့ပွဲတွေကိုတော့ကျွန်တော် land of down ထဲမှာပဲတွားရောက်ပြီးကြည့်ရှုရအောင်ဗျာ။ Rise as one လို့အမိပေးထားတဲ့ဒါကျွန်တော်တို့ M7 World Championship ပြိုင်ပွဲတွေကတော့ကျွန်တော်တို့ဒါအကုန်လုံးကောင်းကြတဲ့ဒါ Rising Star တွေ region သီးသီးကနေရောက်ရှိလာခဲ့တဲ့အနေအထားမျိုးလေးတွေရှိတယ်ဒါမှလည်းပဲတူးတဲ့တသိန်းနဲ့ရတာတောက်ပနိုင်မယ်ဆိုတဲ့ချက်တစ်ခုကြောင့်တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ Onyx တို့ရဲ့ပထမဆုံးသောနိုင်ပွဲတစ်ခုကိုစတင်ပြီးတော့ဥဆောင်သွားနိုင်မလားသို့မဟုတ်တစ်ဖက်ကကျွန်တော်တို့ Boostgate သူတို့ကပဲတကယ်ကိုအားသေးစရာကောင်းတဲ့မယုံနိုင်စရာရလက်တွေကိုပြန်လည်ပြီးတော့ဖန်တီးပေးသွားနိုင်မလားဆိုပြီးတော့ပြန်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေတွေလည်းဖြစ်ပါတယ် early game match မှာတော့ Valentina ရဲ့ဒီ Shadow Strike နောက်က Double Shade တွေအောက်မှာတော့ထင်တယ်လို့ကြီးကျွန်တော်တို့ early game match မှာတော့အဆင်ပြေနေခဲ့တဲ့အနေထားပြီးတော့မတွေ့ရသေးဘူးဒါမှလည်းပဲ Sense Skill ရဲ့ level time လေးဒီ Ocean ODD လေး Redway လေးကိုတော့ကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့လေ Ali ကတော့ကျွန်တော် on နေနေနည်းနည်းတော့ပြန်ပြီးတော့စေးလိုက်ပြီဗျာအဓိကကျွန်တော်ရီဆန်ရှင်းနဲ့သွားရတဲ့အပိုင်းတွေမှာသူတို့အနေနဲ့ fully family ရဖို့အတွက်ပြန်ကြိုးစားရမယ်ပေါ့နော်အချိန်တစ်ခုလောက်တော့ပြန်ပြီးတော့စောင့်စားရမယ်ပြီးတော့ first day objective fight တွေမှာပဲကျွန်တော်ဒီ Kalia setup လေးနဲ့ပြန်သွားရမယ် Boostgate ဘက်မှာတော့ Valentina ပါတယ်ကျွန်တော်ဒါပုံဝင်လင်းလင်းပြောရင် Kali ပါတယ် mid တွဲလုံးကျွန်တော်ဒီနှကောင်လေးနဲ့ mini wave ရှင်းရတဲ့ပိုင်းတွေမှာပို့ပြီးတော့မြင်ဆန်လို့ ganging လောက်ရတဲ့ပိုင်းတွေ rotation လောက်ရတဲ့ပိုင်းတွေမှာ BGD နဲ့ early game minute တွေကတော်တော်ကြီးကိုကောင်းတယ်ဒါကကျွန်တော် hero draft pick ပေါ်မူတည်ပြီးသူတို့အနေနဲ့ရွေးရှားတဲ့ movement တွေအပိုင်းတွေမှာဒါ Boostgate ကတော်တော်ကောင်းတဲ့အခြေအနေမှာရှိတယ် Emblem ဘိုင်းမှာဆိုလို့ရှိရင်လေကျွန်တော်တစ်ဖက်မှာ Katira အနေနဲ့ကျွန်တော် Pool of the Together တွေပဲပြန်ပြီးထွက်လာမျိုးတွေ့ရတယ်အောက်မှာ Skylar ပြန်ဖြဲထားတယ်ဗျာ Boostgate ရဲ့ early game သွားနေတဲ့ skirmish နဲ့ rotation တွေကတော်တော်ကောင်းတယ်နော် Raptor လည်းသူ့အနေနဲ့ဒါဒီယိုမျိုးတို့ဒီချုံထွင်နေဆိုတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့ early game match မှာ Kali နဲ့ပြန်လာနိုင်ခဲ့တယ်ဆိုတဲ့အနေအထားတစ်ခုတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ Skylar တွေနဲ့ဒီ flicker time လေးတမနစ်ခွဲမှာတော့စပြီးတော့ပေးရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဒါကတော့နောက်ပိုင်းဒီ 35 တွေ data နဲ့ goal လေးနဲ့ပြန်ထွက်ရတဲ့ time တွေမှာသူ့အတွက်အရင်တော့အားကြကောင်းတဲ့အနေအထားမျိုးတော့မရှိဘူးဗျာ Kazu ရဲ့ Hayabusa လည်းအချိန်မရွေးပြန်လာနိုင်ခဲ့တယ်ဆိုတဲ့အနေအထားမျိုးကိုပြန်ပြီးတော့တွေ့ရမှာ Cherokee M7 World Championship ရဲ့ပထမဆုံးသော first blood ကိုတော့ Kazu စတင်ပြီးတော့တိမ့်ပိုက်သွားခဲ့ပါတမနစ်ခွဲ time တွေမှာဆိုလို့ရှိရင်တော့ Jungler အနေနဲ့ level 4ရရှိပြီးသွားတဲ့အချိန်မှာ mid သို့မဟုတ် side lane
နှစ်ခုရဲ့တစ်ခုရွေးချယ်ပြီးတော့ကန်လေးရှိတယ်ခက်စုအနေနဲ့ဒီပတ်တန်အားစအခုလက်ရှိချိန်နေထိအောင်မြင်နေတော့မဲလို့ပြောရမယ်ဗျာမဲမှာတော့ watch တကောင်တော့ Sansky လည်းပြန်ခွဲသွားပြီဆိုတော့ Hero K က5ကျွန်တော်5 second ပြန်ဆောင်ရအောင်ရှေ့ damage ကတိတာရအောင်ယူထား runway တက်ခွဲနောက်မှာ key point ပြန်ကြရဗျာ boost gate ရဲ့ bounce back ပဒေနဲ့ကျွန်တော်ပြန်လာတဲ့ refresh key တွေကတော်တော်လေးကျန်းနေတယ်မှာတော့ရှိပါတယ်နောက်မှလည်း SC တောက်ရှော့ dive နေခဲ့တဲ့ jungle bait တွေအောက်မှာတော့တောက်ရှော့ဆိုလိုပဲကျွန်တော်တို့ဒါ review ပြန်ပြီးတော့ပေးရတယ်အဲ့အတွက်ကျွန်တော်အားလေး game မှာ first blood နောက်ကပါလာခဲ့တဲ့ဒါ Hero King နှစ်ကောင်နဲ့ဦးဆောင်ထားခဲ့တဲ့ boost gate ဒီလက်ရှိမိနစ်ပိုင်းချမှာတော့ first starter ကိုပါ Own Esports ရတယ်ရာယူထားနိုင်တယ်ဆိုတော့အနေထားမျိုးလေးတော့ကျွန်တော်တို့တွေ့ရတယ်ဗျာ Carlyတီယာနမလဟာယာဘူဆာသွားနေခဲ့တဲ့ဒီတိုင်မင်နေရအတော်လေးဟိုမှာအားလေးဂိမ်းပက်တန်ပိုင်းဒီမှာအားကြကောင်းတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲ Sansky လည်းကက်တီတာနဲ့လေးပြန်ပြီးတော့ out draft တွေပါ out play ပြန်ပြမလဲဆိုတဲ့အရာလည်းတန်တရားတစ်ခုဖြစ်နေကျွန်တော်တို့မှာဆက်ပြီးတော့ရှိနေစေပဲပေါ့နော်ဒါပေမဲ့လက်ရှိချိန်ထိ boost gate သွားနေခဲ့တဲ့အရာဖြစ်နိုင်တယ်ဒါမှလည်းလက်ရှိမှာတော့ Jacket Skirmish မှာတစ်ဖက်ကကျွန်တော်တို့ 3v3 တွေမှာ boost gate ကလည်းပြန်ပြီးတော့ကောင်းကောင်းကြီးဥဆောင်ထားတယ်ဆိုတဲ့အပိုင်းလေးလည်းရှိတယ်ပေါ့နော်အခုမှတော့မှကျွန်တော်တို့ Hero Key က Onyx ကပြန်လိုက်မိတယ်ဆိုတဲ့အနေအထားမျိုးတော့ဖြစ်သွားတာဗျာ Carly Valentina ဒီ Hauser သွားနေကြတယ်ဆိုတဲ့ chat တစ်ခုကိုကြော်လွန်ပြီးတော့ SP လေးကိုနည်းနည်းပြန်ကြည့်ဖို့အတွက် Onyx Indonesia ခက်ခဲနေရဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့ပြောလိုက်မယ် Rata နောက်မှလည်း Identity Valentina ဆက်ပြီးတော့ရှိနေကြတယ်ဆိုတဲ့ character တစ်ခုမှာတော့သူတို့ဘက်ကလည်းဒါ Sunstone မှာညာသွားပြီးတော့ပေးတာမျိုးလေးတွေဒါ Valentina ပြန်ပြီးတော့တီးထုတ်တာမျိုးလေးတွေဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒါ Red Wave နဲ့ပြန်သွားလို့ရတဲ့အပိုင်းလေးတွေတော့ရှိတယ်ဗျာဆိုတော့ Lobby ရဲ့ combination နောက်က front line က map control သွားဖို့တွေကိုတော့ကျွန်တော်တို့ကစိတ်ရှိရှိနဲ့ပြန်ဆောက်ရမယ်အနေထားပဲ identity ကသွားပြီးကြည့်မယ်ဆိုလို့ရှိရင်လည်း Sansky လန်နေနဲ့ black win ပြီးသွားပြီဗျာပုံမှန်ကျွန်တော် glowing one first identity ပါသွားနေline interaction တွေသွားနေဆိုတဲ့အချက် black win တဲ့ပဲ magic power damage ပိုင်းပို့ပြီးတော့သူတို့ boosting လုပ်ထားတယ်ဗျာ key point ဆွဲခေါ်တာနဲ့သူရဲ့ magic power damage နဲ့ဖြတ်မယ်ပေါ့ဗျာဒီလိုပုံစံမျိုးပြန်သွားတယ်တကယ်လည်းဖြတ်တယ် hero key နှစ်ကောင်ရတယ်ခုနကတော့